ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပကံမှာပြန်ပေးဆွဲခံရတဲ့မိသားစု3,000ပေးလို့ပြန်လွတ်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းညောင်ခရိုင်ပကံမျိုးသစ်အနီးပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလက်နက်ကိုင်အမျိုးသားတစုရဲ့ပြန်ပေးဆွဲခံရတဲ့မိသားစုတစုကပြန်ပေးကျပ်ငွေ3,000ပေးခဲ့ပြီးတဲ့နောက်တရက်တည်းမှာပဲလွတ်မြောက်လာပြီလို့ဒီအခြေအနေကိုသိရှိတဲ့သူကပြောပါရယ်ရန်ကုန်မြို့ကနေပကံဖျားဖူးလာကြတဲ့မိသားစုကဒီဇင်ဘာ19ရက်ညနေ6နာရီကျော်မှာပကံမြို့တဲ့အနီးပကံ6လမ်းမဘေးကမှန်ဖျားလို့သိကြတဲ့စေနာကြီးဖျားဝင်အနီးလက်နက်ကင်လူတစုရဲ့ဖမ်းဆီးတာခံခဲ့ရတယ်လို့သူကပြောပါရယ်အဲ့နောက်ဒီလူတွေကို3,000နဲ့ပြန်ရွေးဖို့ငွေညှက်ခဲ့တာဖြစ်ပေမဲ့3,000နဲ့ညှိနှိုင်းခဲ့ပြီးတော့ငွေပေးခဲ့ပြီးမှပြန်လွတ်လာတယ်လို့အချိန်နေသိတဲ့သူကပြောပါရယ်ကားမဲနဲ့လာတဲ့နေချင်းပြီးသွားတယ်3,400တန်းလက်ဝတ်လက်စားတွေလည်းပေးလိုက်ရတယ်လို့ဖြစ်စဉ်တည်တဲ့ဒေသခံတူကပြောပါရယ်ဒီဖြစ်စဉ်ပြီးမှစစ်တပ်ကအနီးနားရွာတွေကိုရောက်လာပြီးတော့စုံစမ်းမေးမြန်းတာတွေလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်ဘယ်ဖွဲ့စည်းကလှုံ့ဆော်ခဲ့တယ်ဆိုတာတော့ထုတ်ပြန်လာတာမရှိသေးပေမဲ့ဒီပြန်ပေးဆွဲမှုကိုစစ်တပ်ရောပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF ကလှုံ့ဆော်ခဲ့တာမဖြစ်နိုင်ပဲဒေသခံလက်နက်ကိုင်အဖွဲ့တစ်ခုကလှုံ့ဆော်ခဲ့တာလို့ဒေသခံတွေကယူဆနေကြပါရယ်ညောင်မြို့နယ်ထဲမှာအခုနှစ်အတွင်းဒီလိုမျိုးပြန်ပေးဆွဲပြီးတော့ငွေညစ်တဲ့ဖြစ်စဉ်တွေက6ခုလောက်ဖြစ်ထားပြီးပြီလို့ဒေသခံတွေကပြောပါရယ်ဒီဖြစ်စဉ်ကြောင့်ဒီဇင်ဘာနှစ်သစ်ကူကျောင်းပရက်ရှေကာလပကံခီးတော်မဲ့သူတို့ကလုံခြုံရေးဆိုရင်တဲ့ကြောင့်လူမှုကွန်ရက်ပေါ်မှာပြောဆိုနေကြပါရယ်နောက်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ညောင်ကျိုးတပ်စခန်းတိုက်ပွဲစကောက်စီတပ်ရဲ့ပုံမှုဝေရန်လင်းသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရခိုင်နဲ့ပဲခူးတိုင်းအဆက်ကညောင်ကျိုးတပ်စခန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ရဲ့ပုံမှုဝေရန်လင်းသေဆုံးခဲ့တယ်လို့စစ်တပ်အသားဝိုင်းကစုံစမ်းသိရှိရပါတယ်အာရခတပ်တော်အေးသိမ်းပိုက်ထားတဲ့ညောင်ကျိုးတပ်စခန်းပြန်ရဖို့စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတဲ့တိုက်ပွဲတွင်မှာသေဆုံးခဲ့တာလို့ဆိုပါတယ်။ညောင်ကျိုးတပ်စခန်းကိုစစ်တပ်ကအင်အားများပြားနဲ့ထိုးစစ်ဆင်ခဲ့ပေမဲ့ဒီဇင်ဘာ22ရက်တိုက်ပွဲတွင်မှာတော့ဗိုလ်မှူးဝေရန်လင်းသေဆုံးခဲ့တဲ့ပြင်စစ်ကြောင်းလည်းဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။ဝင်းရီမနေ့ကမင်းရဲ့အိမ်ကိုငါရောက်ခဲ့တယ်။ငါတော့မဖြေနိုင်လို့မင်းရဲ့အမျိုးသမီးကိုတရားနဲ့ဖြေပါလို့ပြောမထွက်ဘူး။မင်းရဲ့သွေးလေး2ယောက်အတွက်ကြမ်းခိုင်ပါလို့ပဲအားပေးခဲ့တယ်။မင်းမမြင်လိုက်ရတဲ့မင်းသမီးလေးအတွက်ဖယားသခင်ထံအနံပြီးလက်တင်ဆူတောင်းပေးခဲ့တယ်လို့ဗိုလ်မှူးဝင်းရန်လင်းနဲ့ဒီဇက်သူကသူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။ဗိုလ်မှူးဝင်းရန်လင်းကစစ်တပ်ကတူအပတ်စဉ်53ကျောင်းဆင်းဖြစ်ပြီးတော့ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့လွိုင်းကောအခြေဆိုင်ဒေသကုတ်ကရေးစစ်ဌာနချုပ်မှာ G3 အစစ်နဲ့တာဝန်ကျဘူးတယ်လို့သူကဆိုပါတယ်။ဗရောင်းမျိုးနယ်တောင်ကုတ်ဗရောင်းလမ်းမိုင်းပေါ်ကညောင်ကျိုးတပ်စခန်းကိုအခုနှစ်မလကလေးကအေအေကသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ဗရောင်းမျိုးနယ်တွင်မှာစစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံတွေနဲ့တာကာစားလို့ခေါ်တဲ့တပ်မတော်အကြီးစားစက်ရုံပြင်ဒုံးတရင်လည်းရှိတာကြောင့်စစ်ကောင်စီကညောင်ကျိုးတပ်စခန်းပြန်ရဖို့အင်အားများပြားနဲ့ထိုးစစ်ဆင်နေတာလို့သိရပါတယ်။ဒါပြင်ပြီးခဲ့တဲ့ရက်ပိုင်းကအေးနဲ့တော်လှန်ရေးပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့မကွေးတိုင်းငဖဲမြို့နယ်ကကုတ်ကြီးစခန်းကိုစစ်တပ်ကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်ခဲ့ပါတယ်။ဒီဇင်ဘာ20ရက်မှာစစ်တပ်ကကုတ်ကြီးစခန်းပြန်သိမ်းလိုက်ရပေမဲ့ဒီဇင်ဘာ21ရက်မှာအေနဲ့ပူပေါင်းတပ်တွေကပြန်သိမ်းနိုင်ခဲ့တယ်လို့မြေပြင်စစ်သတင်းရှင်းမြစ်ချုပ်ကပြောထားကြပါတယ်။နောက်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ငဖဲမြို့နယ်မှာစစ်မှုရန်တပ်သား3ဦးလက်နက်တွေယူဆောင်လာပြီးတော့အလင်းဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းငဖဲမြို့နယ်နတ်ရိတ်ကန်လေးချောင်းရံကာကွယ်တပ်စခန်းနေရှင်ရှေ့တန်းစစ်မြေပြင်မှာစစ်မှုရန်တပ်သား3ဦးထွက်ပြေးလာပြီးတော့အလင်းဝင်ရောက်ခဲ့ကြောင်းချင်းကာကွယ်တပ်အရှို့မှသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူစလိုင်းယိုချင်းကပြောကြားပါရယ်ဒီဇင်ဘာ14ရက်နေ့နဲ့19ရက်နေ့တွေမှာငဖဲမြို့နယ်နတ်ရိတ်ကန်လမ်းဟောင်းပစီကျေးရွာအနီးရှေ့တန်းစစ်မြေပြင်မှာတိုက်ခိုက်လို့စိတ်မရှိတဲ့စစ်မှုရန်တပ်သား3ကချင်းကာကွယ်တပ်အရှို့ CF အရှို့ထမ်းတို့ဆက်သွယ်ပြီးတော့လက်နက်ခရမ်းနေနဲ့တူအလင်းဝင်ရောက်လာခဲ့ကြောင်းသိရပါတယ်စစ်မှုရန်တပ်သားတွေကတိုက်ခိုက်လို့စိတ်မရှိတော့ဘူး။နေ့စဉ်နဲ့အမျှထွက်ပြေးဖို့ကြိုးစားနေကြတယ်။ဒီနေ့လည်းတယောက်ထွက်ပြေးလာတယ်လို့သတင်းရထားတယ်။အခုအလင်းဝင်လာတဲ့3ယောက်ကိုတော့လုံခြုံတဲ့စခန်းတနေရာပို့ထားပါတယ်။သူတို့မိသားစုနဲ့ဆက်သွယ်ပြီးတော့သူတို့ပြန်လို့ရရင်ပြန်ပို့ဖို့လမ်းကြောင်းစီစဉ်ပါမယ်လို့ချင်းကာကွယ်တပ်အရှို့မှသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူစလိုင်းယိုချင်းကပြောကြားပါတယ်။အကြမ်းဖက်စစ်တပ်ကစစ်မှုမထမ်းမနေရဥပဒေကိုခုတုံးလုပ်ပြီးတော့မြန်မာနိုင်ငံအနှံ့မှလူငယ်တွေကိုတပ်သားသစ်စုဆောင်ပြီးတိုက်ပွဲတွေဖြစ်ပွားနေတဲ့ရှေ့တန်းစစ်မြေပြင်တွေကိုပို့ဆောင်ကစစ်ရင်ရာဖြည့်တင်းပြီးတော့စစ်အာဏာရှင်စနစ်တပ်ဆိုးရှည်ရေးအတွက်လှုံ့ဆော်နေကြောင်းထို့သို့စုဆောင်ထားတဲ့စစ်မှုရန်တပ်သားတွေကိုလည်းရှေ့တန်းစစ်မြေပြင်မှာအထက်တပ်မှုများကအနိုင်ကျင့်ညှဉ်းပန်းနှိပ်စက်ခြင်းတို့လည်းလှုံ့ဆော်နေကြောင်းသိရပါတယ်။ထို့ကြောင့်အကြမ်းဖက်စစ်တပ်မှအတင်းအဓမ္မစစ်သားစုဆောင်ခြင်းခံရပြီးအမျိုးမျိုးညှဉ်းပန်းနှိပ်စက်ခြင်းကိုခံနေရတဲ့
ငဖဲမျိုးနဲ့နှက်ရည်ကန်စကန်အနီးစစ်မြေပြင်မှလူငယ်များအနေနဲ့ချင်းကောက်ွယ်တဲ့အရှိုထံသို့ဗတ်ပြောင်းလိုပါကအချိန်မရွေးဗတ်ပြောင်းလာနိုင်ကြောင်းထို့သောဗတ်ပြောင်းအလင်းဝင်လာသူတိုင်းရဲ့အသက်နဲ့လုံခြုံမှုရရှိစေရေးကိုအာမခံကြောင်းချင်းကောက်ွယ်အရှိုကအတိပေးပြောဆိုထားပါတယ်။နောက်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံဆိုင်ကယ်အပိုပစ္စည်းထုတ်စက်ရုံမှာတရားဝင်မြန်မာအလုပ်သမား12ဦးအလုပ်ထုတ်ခံရတဲ့ပြင်အထောက်အထားများမှသိမ်းဆည်းခံရမှုထိုင်းလုံရှင်ကိုအမှုဖွင့်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဆိုင်ကယ်အပိုပစ္စည်းထုတ်စက်ရုံမှာတရားဝင်မြန်မာအလုပ်သမား12ဦးအလုပ်ထုတ်ခံရတဲ့ပြင်အထောက်အထားများမှသိမ်းဆည်းခံရမှုနဲ့ပတ်သက်ပြီးတော့ထိုင်းအလုပ်ရှင်ကိုအမှုဖွင့်တိုင်ကြားထားကြောင်းအလုပ်သမားများကိုအကူအညီပေးနေတဲ့ MHAC မဟာမိတ်ဖွဲ့မှပြန်ကြားရေးတာဝန်ခံစင်ကပြောကြားပါရယ်ထိုင်းနိုင်ငံစမှုပကံရှိဆိုင်ကယ်အပိုပစ္စည်းထုတ်လုပ်တဲ့စက်ရုံတစ်ခုမှာအလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေပြောင်းအလုပ်သမား12ဦးကြိုတင်အကြောင်းမကြားဘဲနဲ့အလုံးမထုတ်ပယ်ခံရတဲ့ပြင်အထောက်အထားများပါသိမ်းဆည်းခံလိုက်ရကြောင်းထို့သောအလုပ်ထုတ်ခံရတဲ့ပြင်အထောက်အထားသိမ်းဆည်းခံရတဲ့မြန်မာအလုပ်သမားများက MHAC မဟာမိတ်ရုံးသို့အကူအညီတောင်းခံလာတဲ့အတွက်နစ်နာထားသည်များပြန်လည်ရရှိရေးကြိုးပမ်းနေကြောင်းသိရှိရပါတယ်ဒီမှုနဲ့ပတ်သက်ပြီးတော့လုံထုံလုံနေတဲ့တိုင်ထိုင်းနိုင်ငံရဲ့တရားဥပဒေအတွင်းထဲရပဲတက်နိုင်သမျှအကောင်းဆုံးကလေးတွေနဲ့အတူတူဆုံးရှုံးနေတာထားတွေကိုပြန်လည်ရရှိရေးအတွက်အကောင်းဆုံးစူးစမ်းပေးသွားပါမယ်အတူတူရပ်တည်ပေးသွားပါမယ်လို့ MHAC မဟာမိတ်ဖွဲ့မှပြန်ကြားရေးတာဝန်ခံစင်ကပြောကြားပါရယ်လက်တလောဒီဇင်ဘာ22ရက်နေ့မြန်မာအလုပ်သမားများပေါ်မတရားဖိနှိပ်တဲ့အလုပ်ရှင်ကိုနယ်မြေကန်အလုပ်သမားရုံးများတွင်တွားရောက်အမှုပွင့်ထားပြီးဖြစ်ကနင်နာကြီးများအပြေးအဝပြန်လည်ရရှိရေးလှုံ့ဆော်နေပြီးဖြစ်ကြောင်းသိရပါဗျ။နောက်ထပ်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့မိုးကုံမြို့နယ်တွင်ဒီဇင်ဘာလ9ရက်နေ့မှ24ရက်နေ့ထိတိုက်ပွဲ15ကြိမ်ဖြစ်ပွားပြီးစစ်တပ်ဘက်မှ18ဦးသေဆုံးက3ဦးအရှင်ဖမ်းမိပြီးတော့ကျေးရွာတရွာနဲ့စစ်တပ်ရဲ့စုမိုးကုန်းတစ်ခုကိုထပ်မံသိမ်းပိုက်ရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိုးကုံမြို့နယ်တွင်ဒီဇင်ဘာ9ရက်နေ့မှ24ရက်နေ့ထိတိုက်ပွဲ15ကြိမ်ဖြစ်ပွားပြီးအကြမ်းဖက်စစ်တပ်ဘက်မှ18ဦးသေဆုံးက3ဦးအရှင်ဖမ်းမိပြီးကျေးရွာတရွာနဲ့စစ်တပ်ရဲ့စုမိုးကုန်းတစ်ခုကိုထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ဒီဇင်ဘာ9ရက်နေ့မှဒီဇင်ဘာ24ရက်နေ့ထိမိုးကုံမြို့နယ်၌အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့အကြမ်းဖက်စစ်တပ်ကြားတိုက်ပွဲကြီး6ကြိမ်နဲ့ထိတွေ့တိုက်ပွဲငယ်9ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ပွဲများတွင်အကြမ်းဖက်စစ်တပ်ဘက်မှ18ဦးသေဆုံးပြီးစစ်တုံးမှ3ဦးကိုလက်ရဖမ်းဆီးနိုင်ခဲ့ကြောင်းထို့ပြင်အကြမ်းဖက်စစ်တပ်ခြေကုပ်ယူထားတဲ့မိုးကုံမြို့နယ်အတွင်းရှိကျေးရွာတရွာနဲ့စုမိုးကုန်းတစ်ခုကိုလည်းပြည်သူ့ကာကွယ်တပ်မတော်ကထပ်မံသိမ်းပိုက်ရရှိထားကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့အုပ်ချုပ်မှုကိုကဲမှုထောက်ပံ့မှုရဝန်တွေကိုတော်လိုင်းတပ်ဖွဲ့များဘက်မှအထူးစစ်စင်ရေးများဖော်ဆောင်၍အဆက်မပြတ်ထိုးနှက်တိုက်ခိုက်မှုများကြောင့်ရန်သူအနေနဲ့ထိခိုက်ကြာရှုံးမှုတွေရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့များပါကဖာနေနဲ့ပြည်သူလူထုနဲ့တူလက်တွဲလျက်မိုးကုံမြို့နယ်နဲ့မိုးမိတ်မြို့နယ်အတွင်းသို့ကျူးကျော်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကပြောဆိုထားပါတယ်။နောက်ထပ်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တင်ကတော့လောင်လုံးမျိုးနယ်ကျောင်းနီမော်ကျေးရွာမိုက်ခရိုဝေ့တောင်ပေါ်ရှိစစ်တပ်အထိုင်စခန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှဒုတက်ချက်တအူပါဝင်3ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းလောင်လုံးမြို့နယ်ကျောင်းနီမော်ကျေးရွာမိုက်ခရိုဝေ့တောင်ပေါ်ရှိအကြမ်းဖက်စစ်တပ်အထိုင်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်မှဒုတက်ချက်တူပါဝင်3ဦးသေဆုံးခဲ့ကြောင်း Steel Butterfly Force မှအဖွဲ့တာဝန်ခံကိုငွေပူးကပြောဆိုပါရယ်ဒီဇင်ဘာ23ရက်နေ့နနက်10:00နာရီခန့်မှာလောင်လုံးမျိုးနယ်ကျောင်းနီမော်ကျေးရွာမိုက်ခရိုဝေ့တောင်ပေါ်ရှိအကြမ်းဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့စခန်းကိုလောင်လုံးတပ်မဏိလိပ်ပြတပ်ဖွဲ့မှရဲဘော်များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။ထိုထိတွေ့တိုက်ပွဲဟာမိနစ်20ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်မှဒုတက်ချက်တူပါဝင်3ဦးသေဆုံးက4ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လိုင်းရဲဘော်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျ။လောင်လုံးမျိုးနဲ့ကျောင်းနီမော်ကျေးရွာမိုက်ခရိုဝေ့တောင်ပေါ်မှာစစ်ကွေးရီယာအထိုင်ချတက်ဆွဲထားတာပါ။ကြာပါပြီဟိုးရင်ကလေးကတက်ဆွဲထားတာအဲ့ဒီစခန်းမှာကစစ်ကွေးအင်အား15ဦးလောက်တော့ရှိတယ်ခမ်းမန်းအင်အားပေါ့နော်။ထင်သလောက်အောင်မြင်မှုမရလို့ကျင်းတဲ့အာရမှုကတော့နည်းသေးတယ်။ဒီတက်ခိုက်မှုမှာလောင်လုံးတပ်မဏိလိပ်ပြတပ်ဖွဲ့တစ်ဖွဲ့တည်းတိုက်ခိုက်ခဲ့တာပါလို့ Steel Butterfly Force မှအဖွဲ့တာဝန်ခံကိုငွေပူးကပြောဆိုပါရယ်။
အဆိုပါတိုက်ခိုက်မှုကိုလောင်လုံးသက်မဏိလိပ်ပြတပ်ဖွဲ့မှရဲဘော်များကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးပြည်သူများအနေနဲ့တနိုင်ငံလုံးအတိုင်းအတာစီးရေးများအရှိန်ဟုန်တိုးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်စီးအထူးသတိပြုသွားလာနေထိုင်ကြရန် Steel Butterfly Force အဖွဲ့ကအသိပေးနှိုးဆော်ထားပါတယ်။နောက်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းမြို့မော်တွင်စစ်တပ်က9ရက်ဆက်တိုက်လူငယ်100ကျော်ကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့တပ်မ33မှာချီနှောင်ထားမန္တလေးတွင်စစ်တပ်ကဆိုင်ကယ်စီးနှင်းသူတွေကိုဖမ်းဆီးငွေညှစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစကိုင်းမြို့ပေါ်မှာအကြမ်းဖက်စစ်တပ်က9ရက်ဆက်တိုက်လူငယ်100ကျော်ကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့တပ်မ33မှာချီနှောင်ထားကြောင်းဒေသပြည်သူများကပြောဆိုပါရယ်။ဒီဇင်ဘာ18ရက်နေ့မှစတင်ပြီးတော့ဒီဇင်ဘာ22ရက်နေ့ထိစကိုင်းမြို့ပေါ်ရက်ကွက်များနဲ့အလုသွားအလုပြန်လာတဲ့လူငယ်100ကျော်ကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေကအသက်25နှစ်မှအသက်35နှစ်အရွယ်လူငယ်များဖြစ်ကြောင်းသိရပါတယ်။ထို့သောပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေကိုအကြမ်းဖက်စစ်တပ်ကစကိုင်းမြို့အမှတ်33ချိန်မြန်တပ်မဌာနချုပ်တွင်ချုပ်နှောင်ထားပြီးလက်ရှိချိန်ထိမိသားစုများနဲ့တွေ့ဆုံခွင့်မပေးသေးကြောင်းသိရှိရပါတယ်။စစ်ခွေးတွေကနေတိုင်းလိုစကိုင်းမြို့ပေါ်မှာနေအိမ်ရက်ကွက်ထဲထိဝင်ရောက်ပြီးတော့ပေါ်တာဆွဲတာတရက်ကိုစစ်ခွေးတွေကလူငယ်25ယောက်လောက်ထိဆွဲတယ်လို့သိရတယ်။စကိုင်းမြို့ပေါ်လမ်းဆောင်နဲ့အလုသွားအလုပြန်လာတဲ့လူငယ်တွေကိုအဓိကထားပြီးတော့ဆွဲတာမိသားစုတွေကပတ်စံနဲ့လိုက်ရွေးတာတော့လိုက်ရွေးလို့မရတော့ဘူး။လက်ရှိမှာစစ်ခွေးတွေဖမ်းထားတဲ့စကိုင်း33တပ်ရင်းထဲမှာဖမ်းဆီးထားတယ်လို့ကြားတယ်ဟုဒေသပြည်သူများကပြောဆိုပါရယ်။အလားတူမန္တလေးမြို့ပေါ်တွင်အကြမ်းဖက်စစ်တပ်နှင့်လက်နက်ကင်ပြူစောတိများကဆိုင်ကယ်စီးနှင်းသောပြည်သူများကိုအကြောင်းမဲ့ဖမ်းဆီးစစ်ဆေးပြီးတော့ငွေကျပ်သိန်းချီတောင်းခံနေကြောင်းဒေသပြည်သူများကပြောဆိုထားပါတယ်။ဒီဇင်ဘာလ3ရက်နေ့တွင်မန္တလေးမြို့ပေါ်၌ဒေါက်တာတေဇာဆန်ကိုနန်းလင်းနဲ့ကိုခန့်ဝေဖြိုးတို့ဦးဆောင်ပြီးတော့ဆန္ဒပြပွဲဖြစ်ပွားပြီးနောက်အကြမ်းဖက်စစ်တပ်နဲ့လက်နက်ကင်ပြူစောတိများကမြို့ပေါ်စစ်ဆေးမှုများကိုတင်းကျပ်စွာလှုံ့ဆော်လာပြီးတော့ဆိုင်ကယ်စီးနှင်းသူများကိုဖမ်းဆီးစစ်ဆေးမှုများပုံမလှုံ့ဆော်လာခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့သောဖမ်းဆီးရတွင်လက်ကင်ဖုန်းများကိုအဓိကထားစစ်ဆေးပြီးတော့အကြောင်းမဲ့ငွေကျပ်သိန်းချီတောင်းခံကြောင်းငွေချင်းမပေးနိုင်သူများကိုလည်းလိုင်စင်သိမ်း၍ငွေနဲ့ပြန်ရွေးခိုင်းကြောင်းဖမ်းဆီးစစ်ဆေးမှုများကိုအရက်ဝေပြူစောတိများကလှုံ့ဆော်ပြီးတော့ယူနီဖောင်းဝတ်ဆင်ထားတဲ့စစ်သားများကလုံခြုံရေးရယူပေးနေကြောင်းသိရပါတယ်။အခုကမန္တလေးမြို့ပေါ်မှာဆန္ဒပြပွဲဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာဆိုင်ကယ်စီးနှင်းသူမှန်သမျှယောက်ျားမိန်းမပါမကျန်ဖုန်းစစ်ဖမ်းဆီးပြီးတော့အကြောင်းမဲ့ငွေကျပ်သိန်းချီတောင်းခံတယ်ဖုန်းထဲမှာဘာမှမထည့်ထားရင်တော့မှတောင်းခံရတယ်ပတ်စံမပိုင်လဲလိုင်စင်သိမ်းတယ်ငွေနဲ့ရွှေခိုင်းတယ်အဲ့လိုဖမ်းဆီးတာကအရက်ဝတ်ပြူစောထီတွေဥဆောင်ပြီးတော့ဖမ်းနေတာအဲ့ဒီကောင်တွေကိုလက်နက်ကင်ထားတဲ့စစ်ခွေးတွေကလုံခြုံရေးပေးပြီးတော့ဝန်းရံပေးတယ်ဟုဒေသပြည်သူတို့ကပြောဆိုပါတယ်ဒီဇင်ဘာ4ရက်နေ့ကလည်းအကြမ်းဖက်စစ်တပ်ကအလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်မှူးချုပ်တင်မင်းလက်အမိန့်နဲ့ဒေါက်တာတေဇာဆန်းဦးဆောင်သောဆန္ဒပြခဲ့သည့်ချမ်းရီသာဆန်းမြို့နယ်ရှိချမ်းရီသာဆန်းအနောက်ရက်ကွက်29လမ်း84-85လမ်းကြားရှိလမ်းမေးဈေးဆိုင်များကိုဝင်ရောက်ဖျက်ဆီးခဲ့ပြီးအနည်းဆုံးဆိုင်ကန်း90ဝန်းကျင်ဖျက်ဆီးခံခဲ့ရကြောင်းသိရှိရပါတယ်